ဒီတစ်ပတ်အတွင်းဘာပြောင်းလဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုကြည့်ပြီးတော့မှာဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းမှာခွဲခွာခြင်းတွေကြုံတွေ့ရတတ်ပါတယ်ခင်ဗျာမိသားစုချင်းချင်းသမားတို့၎င်းတငယ်ချင်းမိတ်ဆွေအထူးသဖြင့်တော့အချစ်ကြီးမှာကွဲကွာရတာတွေကွဲကွာရတဲ့တာတွေခွဲခွာရတဲ့တာတွေကြုံတွေ့ရတတ်ပါတယ်ခင်ဗျာဘယ်သူကြောင့်ဘယ်ဝါကြောင့်လို့အပြစ်ဆိုဝေမရှိဘဲနဲ့ခွဲခွာရတတ်မှုတွေပေါ့ခင်ဗျာနောက်တစ်ခုကတော့သဘောထားကွဲလွဲမှုတွေကြုံတွေ့ရတတ်ပါတယ်မိသားစုချင်းစီးပွားရေးမိတ်ဆွေတငယ်ချင်းချစ်သူရည်စားခြင်းမှာတောင်မှသဘောထားကွဲလွဲမှုတွေတန်တရားစိတ်တွေကြီးမြင့်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီတစ်ပတ်အတွင်းမှာယုံကြည်မှုတည်ဆောက်ဖို့အရေးကြီးပါတယ်။ကိုမှန်နေတယ်ဆိုရင်တောင်မှကိုယ့်ရဲ့မှကိုယ့်ကိုယုံကြည်လာအောင်တည်တည်ချာချာသဘောပေါက်လာအောင်ရှင်းလင်းပြောပြသင့်ပါတယ်။အထူးသဖြင့်အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်တဲ့အခါအမျိုးသားကြီးတူဦးစီမှာအကူအညီကြံညံတောင်းတင်ပါတယ်။ဒီတစ်ပတ်အတွင်းမှာကိုလိုချင်နေရာတွေလိုအပ်နေတာတွေအရင်ကလေးကလိုအပ်နေတဲ့အရာတွေဖြည့်ဆည်းပေးမဲ့သူတွေရောက်လာတတ်ပါတယ်ခင်ဗျကိုတို့ရဲ့အခွင့်အလမ်းတစ်တွေအလောက်ကိုင်းတစ်တွေရောက်ရှိလာမယ့်ရတဲ့တစ်ပတ်ဖြစ်ပါတယ်ဆန်းလဲပွင့်နေတတ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်အိုးရပါ